အားလုံးပဲကျွန်တော်ညီကောင်မောင်နှမများတငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့6ရက်နေ့တွေညနေခင်းကနန်းလေးကြည့်အောင်နော်ဒီမှာကျွန်တော်ကဘာလေးပြချင်တယ်ဒါကဒီမှာတော့3ကက်စီလေးပေါ့နော်3ကက်စီကြိုက်တဲ့ညီကိုတွေမောင်နှမတွေပေါ့နော်ဒါသူတို့ကျန်တဲ့နဲ့ကျန်တဲ့အောင်ကျူသုံးလို့ရအောင်လို့ပေါ့နော်ကျွန်တော်ဒီမှာဒီနှလုံးတော့10လို့ဖြစ်တယ်ပေါ့နော်10ဒီ10ကိုတော့ဒီ3လုံးတော့10လို့ပဲပြန်ပြီးတော့ဖြစ်ထားတာပေါ့နော်ဒီ3လုံးဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီနှလုံး10ပေါ့နော်ဒီ3ညပေါ့နော်ဒီ3ညကိုဒီ3လုံးပြန်ပြီး3ညလို့ဖြစ်ပြီးတာပေါ့နော်3ညဟုတ်ပြီနော်ဒီမှာကျွန်တော်3ညလို့ဖြစ်မလားဒီမှာဒီ3ညလို့ဖြစ်မှာဆိုရင်4ပေါ့နော်ဒီမှာဒီ3လုံးလည်း3ညလို့ဖြစ်မှာဆိုရင်9ဖြစ်မှာပေါ့နော်4 9ဆိုတဲ့ကဏ္ဍလေးရှိမှာပေါ့နော်ဒါက3ညဆိုရင်ဒါ4ပေါ့နော်ဒီမှာဒီ3လုံး3ညဆိုရင်ဒါ9ဖြစ်မှာပေါ့နော်4 9ဆိုတဲ့ပါဝါတစုံဖြစ်သွားမှာပေါ့နော်ပါဝါဟုတ်ပြီတော့ဒါက3ကစီလေးပါတချို့ညီကောင်မောင်မိုင်းကျန်နေတဲ့နဲ့ကျန်နေတဲ့မယ်ပေါ့နော်ဟုတ်ပြီနော်ဒါက3ကစီဖြစ်တယ်နောက်ထပ်ဒီမှာကျွန်တော်ကဒီမှာအရှိပေါ့နော်အရှိ line အရှိကိုတွက်ကြည့်အောင် line အရှိမှာကျွန်တော်တို့ဒီမှာတပင်ကျော်ပေါ့နော်ဒီပင်ဒီကနန်းလေးတွေပေါ့နော်ဒီကနန်းလေးတွေမှာသူကတပင်ကျော်လေးတွေကိုလေးဒီတပင်ကျော်လေးတွေပေးထားတာရှိပေါ့နော်ဟုတ်ပြီနော်ဒီမှာကျွန်တော်ကြည့်ရအောင်သူကဒီကနေစပြီးတော့ဖြစ်တည်လာတာပေါ့နော်သူကတော့ဒါအထောက်ထားအနေနဲ့ပေါ့နော်သူကဒီလိုပေးတတ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီမှာလေးဒီ3လုံးကျွန်တော်က496လေးဖြစ်တာပေါ့နော်496လေးဟုတ်ပြီနော်ဒီမှာလည်းကျွန်တော်496လေးပေါ့နော်တော့တရားနဲ့တော့မဆိုင်ဘူးဒါကဒီလိုပေးခဲ့တဲ့ဆိုတဲ့အကြောင်းကိုဒါလေးပြပြတာပါကျွန်တော်ဒီမှာဒီ3လုံးဒီမှာလည်းကျွန်တော်496လေးဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်496လေးဖြစ်ပြီးတော့ဒါ46ဒါအောင်ခဲ့တဲ့ line ဒီမှာနော်ဒါကတော့ထားပါတော့နော်ဒီမှာ496လေးဆိုတဲ့ပုံစံ line လေးရှိရင်နော်ဒီပုံစံတိုင်းပဲကျွန်တော်ကဒီမှာဒီ3လုံးကိုကျွန်တော်နှစ်ခွန်နဲ့သူကတော့နှစ်ပဲဖြစ်တယ်ပေါ့နော်ဒီမှာဒီ3လုံးမြန်ပြီးတော့နှစ်ခွန်နဲ့လို့ပဲဖြစ်တယ်ပေါ့နော်နှစ်ခွန်နဲ့ပေါ့နော်ကျွန်တော်ဒီမှာဒီ3လုံးနှစ်ခွန်နဲ့ပေါ့နော်ဒီ3လုံးလည်းကျွန်တော်ဒီမှာဒီ3ညနဲ့ဒီနှစ်နဲ့ဆိုရင်လည်းနှစ်ခွန်နဲ့ပဲဖြစ်တယ်ပေါ့နော်နှစ်ခွန်နဲ့သူကတော့နှစ်ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3လုံးလည်းနှစ်ခွန်နဲ့ပဲဖြစ်ရမလို့ပေါ့နော်နှစ်ခွန်နဲ့ပဲဖြစ်ရမယ်ဆိုရင်ဒါဆိုကျွန်တော်နှစ်ခွန်နဲ့နောက်ပိတ်ဖြစ်သွားမှာပေါ့နော်နှစ်ခွန်နဲ့နောက်ပိတ်ပေါ့နော်နှစ်ခွန်နဲ့ဟုတ်ပြီနော်ဒါကတော့ကျန်နေတဲ့ယူသုံးလို့ရအောင်လို့ပေါ့နော်ဟုတ်ပြီနော်နှစ်ခွန်နဲ့နောက်ပိတ်ရှိပေါ့နော်သူတော့နှစ်ကိုသူကတော့ဒီမှာဒီ3လုံးနှစ်ပေါ့နော်ဒီ3လုံးနှစ်ဒီ3လုံးနှစ်ပေါ့နော်ဒီ3လုံးနှစ်လို့ဖြစ်မယ်ဆိုရင်သူကနှစ်တော့ခွန်နောက်ပိတ်ဖြစ်သွားမှာပေါ့နော်သူကနှစ်ပဲဖြစ်မယ်ဆိုတော့ဒီမှာသူက9ခံထားတာကိုနှလုံးပေါင်း9ဆိုတော့လေဟုတ်ပြီနော်ဒါဆိုရင်နှစ်ခွန်နဲ့နောက်ပိတ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်အောင်ဆိုတော့ကျွန်တော်ဒီဘက်မှာ line လေးဒီ line တော့ကြည့်အောင်နော်သူကဒီမှာဒီထိတ်စီလေးတော့9ဆိုတဲ့ဒီထိတ်စီလေးတွေကိုသူကချုပ်ထားတာရှိရနော်ချုပ်ထားတာကျွန်တော်ဒီမှာပေါ့ဒီ3နဲ့ကျွန်တော်ဒီ1နဲ့ဆိုတော့4လို့ဖြစ်တာပေါ့နော်4ဟုတ်ပြီနော်ကျွန်တော်ဒီမှာဒီ3နဲ့ကျွန်တော်ဒီ1ထိတ်နဲ့မှာကျွန်တော်4လို့ဖြစ်တာပေါ့နော်4ဟုတ်ပြီနော်ဒီမှာ9ရယ်6ရယ်ဆို5ပေါ့နော်5ရယ်ဒီ9ရယ်ဆိုရင်4ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ2ရှိရယ်ဒီမှာ3ရှိရယ်ပေါ့နော်3ဒါဆိုကျွန်တော်5ရယ်ကျွန်တော်ဒီမှာဒီ9ရယ်ပေါ်လို့ဆိုရင်ဒါ4လို့ဖြစ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်9ထိပ်ပေါ့နော်9ထိပ်ဟုတ်ပြီနော်9ထိပ်ဒီနေရာမှာပဲထပ်ပြီးတော့ချုပ်ထားတာရှိရယ်သူကဒီမှာဒီ8နဲ့ကျွန်တော်ဒီ1နဲ့သူက9လို့ပဲဖြစ်တယ်ပေါ့နော်644ပေါ့နော်ဒီမှာဒီ3နဲ့ဒီ1နဲ့ဆိုရင်644ပဲဖြစ်တယ်ပေါ့နော်644နော်499လေးပေါ့နော်
နောက်တစ်ခါကျွန်တော်ဒီမှာဒီ3ညနဲ့ဒီ9သို့မဟုတ်4ဆိုရင်4ကို9လေးပဲဖြစ်တယ်ပေါ့နော်4ကို9လေးပဲဖြစ်တယ်ကျွန်တော်ဒီမှာ9ရှိရယ်ဒီ9နဲ့ကျွန်တော်ဒီ4ကို9လေးထိတ်မှကျွန်တော်4ကို9လေးဖြစ်တော့မှာပေါ့နော်ဒါဆိုရင်သူက4ကို9လေး4ကဒါအချုပ်ပေါ့နော်4ကို9လေးဆိုဟုတ်နော်ချုပ်ထားတာနော်လုံးဝမှန်ကန်ကိုချုပ်ထားတာပေါ့နော်4ကို9လေးထိတ်ပေါ့နော်ဟုတ်ပြီနော်ဒီပုံမှာလည်းကျွန်တော်4ကို9လေးဒါ4ထိတ်ကိုပြခဲ့တယ်နော်4 3ညပေါ့နော်နောက်သူကလုံးဝဖြစ်နိုင်နေပေါ့နော်4ကို9လေးကိုပေးသွားနိုင်တယ်တစ်လုံးမဟုတ်နှလုံးကတော့ပေးသွားနိုင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီပုံမှာကျွန်တော်ပါစီလဲဆိုတော့ဒီမှာ1ကိုဆိုရှိတယ်နော်1ကိုရှိတယ်1ကို38 1ကိုပေါ့နော်ဒါတော့38 1ကိုပေါ့နော်ကျွန်တော်ဒီမှာလေဒီမှာကျွန်တော်ကဒါကြီးဆက်ပေးဦးမလားပေါ့နော်3883ဒီနှလုံး3883ပေါ့နော်ဒီနှလုံး3883ဒီနှလုံး3883ဒီနှလုံး3883ဖြစ်မလားပေါ့နော်ဖြစ်မယ်ဆိုရင်4ကို9လေးပဲသူကတော့ဖြစ်နေမှာပဲပေါ့နော်4ကို9လေးဖြစ်သွားမှာပေါ့နော်3883မတန်နဲ့ဆက်ပေးမယ်ဆိုရင်ဟုတ်ပြီနော်သူကဒီမှာဒါကကျွန်တော်လာပြီးစုံနေတာပေါ့နော်ဒီအပေါ်မှာလည်းကျွန်တော်ကဒီမှာပြ3ကတ်စီနဲ့လည်းပြခဲ့တာ4ကို9လေးပဲပေါ့နော်4ကိုကျွန်တော်ဒီမှာလည်းကျွန်တော်ပြတာ4ကို9လေးပေါ့နော်4ကို9လေးရတော့တစ်လုံးကတော့ဒါတော့လုံးဝပါနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ကဒီမှာကဒါ4ကို9လေးဆိုပြီးတော့ပြထားတာပေါ့နော်နောက်တစ်ခါကျွန်တော်ဒီပုံမှာကျွန်တော်ကပြခဲ့တာ2.9နဲ့နောက်ပိတ်ပေါ့နော်သူကလည်း2.9နဲ့နောက်ပိတ်ဆိုတာကလည်းတပင်ကျော်လေးမှာ1 2 3 4ကက်စီပေါ့နော်4ကက်စီတပင်ကျော်လေးပေါ့နော်ဒီမှာအနီးကက်လည်းသူကအလုံးကြလေးရှိသေးတယ်ပေါ့နော်2.9ကကျွန်တော်ဒီမှာလေဒီနှလုံး8ပေါ့နော်8နဲ့ဒီ9နဲ့ဆိုရင်5ပေါ့နော်5ဖြစ်တော့เนาะကျွန်တော်ဒီမှာဒီ3ပေါ့เนาะ3နဲ့ဒီ2နဲ့ဆိုရင်လည်းသူက5လို့ပဲဖြစ်တယ်ပေါ့เนาะကျွန်တော်ဒီမှာက3နဲ့ဒီ2နဲ့ဆိုရင်လည်း5ပဲဖြစ်တယ်ပေါ့เนาะ5ဟုတ်เนาะ5ပေါ့เนาะ5ပဲဖြစ်တယ်ကျွန်တော်ဒီမှာဒီ3နဲ့ဒီ2နဲ့ဆိုရင်လည်း5ပဲဖြစ်ရမယ်ပေါ့เนาะ5ပဲဖြစ်ရမှာဟုတ်เนาะ5ပဲဖြစ်ရမယ်ဆိုရင်ဒါဆိုကျွန်တော်တို့ကနှစ်နောက်ပိတ်ဖြစ်သွားမှာပေါ့နော်နှစ်နောက်ပိတ်ဟုတ်ပြီနော်နှစ်နောက်ပိတ်ဒီပုံမှာလဲကျွန်တော်က2.9ကိုဒါပြခဲ့သေးတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာကဘာလေးသုံးသပ်လို့ရလဲဆိုတော့2.9နောက်ပိတ်နဲ့4ကို9လေးထိတ်ကိုအမိရကိုင်းပြီးကစားမလားပေါ့နော်ဒီကနန်းလေးလုံးပဲရှိရပေါ့နော်ကျွန်တော်ဒီမှာကနန်းလည်းအရင်မများအောင်နော်ဒီနေ့ညနေခင်းကတော့သူက2.9နဲ့4ကို9လေးထိတ်ကကျွန်တော်တို့ကဘာရှိရထိတ်က4ကို9လေးပေါ့နော်4ရယ်9ရယ်ရှိမယ်အပိတ်က2.9နဲ့အပိတ်က4ရယ်9ရယ်2ရယ်9ရယ်ပေါ့နော်ဒီကနန်းလေးလုံးရှိမယ်ပေါ့နော်အပိတ်ကထိတ်ကလည်းလုံးဝတော်ကောင်းတယ်ပေါ့နော်ထိတ်ကလည်း4ကို9လေးထိတ်ပေါ့4လေးရှိမယ်နော်4 4 4 9 4 9 4 2ပေါ့နော်4 2 4ခွန်ပေါ့နော်ဒီကနန်းလေးရှိမယ်နောက်တစ်ခါ9 4ရှိမယ်9 9ရှိမယ်9 2ရှိမယ်ပေါ့နော်9 2ရှိမယ်9ခွန်ပေါ့နော်ဒီကနန်းလေးရှိမယ်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ဒါတော့ရွေးချက်လို့မလွယ်တော့ဒီတဲ့ကောင်းတာလည်းမရှိဘူးကနန်းလည်းရန်နေတယ်ပေါ့နော်ရန်နေတဲ့နေရာမှာဒီအားတော့ပပအားပေါ့နော်ကျွန်တော်ဒီမှာအားကောင်းတာတော့အကုန်လုံးအားကောင်းတယ်ပေါ့နော်4 4 4 9 4 4 4 9ဒီကနန်းဒီမှာဒီ4ခွက်ပဲကျွန်တော်တင်ပြီးတော့ကစားမှာပေါ့နော်4 4 4 9ဆိုတော့2.9ကလည်းတော်ကောင်းနေတယ်ပေါ့နော်သူကလည်းသူကတော့တော်လေးလဲအားရတယ်ပေါ့နော်ဒီကနန်းလေးတွေမှာသူအချုပ်လိုင်းလေးနဲ့ဖြစ်တယ်နော်ကနန်းလေးအရင်မများဘူးပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ video file နဲ့ဒီလောက်ပါပဲเนาะကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ဒီ website လေးတွေကြိုက်နေတဲ့ဆိုရင် like subscribe လေးလုပ်ထားပေးပါเนาะ
ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးဒီလောက်ပါပဲเนาะကျွန်တော် channel လေးကိုအမြဲတမ်းအားပေးစောင့်မျှော်ကြည့်ရှုနေကြကြောင်းညီကောင်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးပဲကြမ်းမှကြပါစေချမ်းသာကြပါစေเนาะဒီနေ့ညပဲကျွန်တော်တို့ဒီမှာ 3G ကိုမျှော်လင့်နေကြတဲ့ကြောင်းညီကောင်မောင်နှမတွေကို 3D လေးဒါအပြင်းပြတင်ပေးပါအောင်မယ်เนาะကြည့်ဖို့ပြင်းပြကြည့်ဖို့ပေါ့เนาะဒါစစောစီလေးလဲဒါစဉ်းစားလို့ရအောင်တင်ပေးပါမယ်เนาะကဲဟုတ်ပြီเนาะအားလုံးပဲကြမ်းမှကြပါစေချမ်းသာကြပါစေเนาะအားလုံးပဲစင်ပြကြပါစေเนาะ